ကျွန်တော်တို့ထောင်းထားတာလေးတွေကိုစီချက်တက်ပါမယ်စီချက်အနံ့လေးတွေမှုေးလာနေထိကျွန်တော်တို့ဒီအေးလေးနဲ့မှုေးပေးပါမယ်ခင်ဗျာငပိအနေငယ်ထည့်ပါမယ်စီချက်အနံ့လေးတွေလည်းမှုေးလာပြီဆိုရင်ကျွန်တော်တို့ငါးလေးတွေထည့်ပါမယ်ခင်ဗျာငါးလေးတွေဖြည်းဖြည်းလေးမှုေးပါနော်ဘာလို့လဲဆိုတော့ငါးလေးတွေကနည်းနည်းကြမ်းလေးမှုေးလိုက်တဲ့အခါကျရင်ငါးလေးတွေကြည်သွားမှဆိုလို့ပါစုံစည်းရည်လေးထည့်ပါမယ်ခင်ဗျာအသားအရာလေးမှုေးပေးပြီးရတယ်ကျွန်တော်တို့9မိနစ်ခန့်လောက်အကုန်အုပ်ထားပါမယ်အင်းအိုးဆူလာပြီးတော့ကျွန်တော်တို့မကြီးရည်လေးထည့်ပါမယ်ခဏတစ်ဖြုတ်ပြန်မှုေးပေးပြီးတာနဲ့ကျွန်တော်တို့အဖုံးလေးပြန်အုပ်ထားလိုက်ပါမယ်ခင်ဗျာဟင်းနှံလေးတွေလည်းမှုေးလာပြီးဆူလာပြီးဆိုတော့လည်းကျွန်တော်တို့ရွရွရွလေးတွေအုပ်ပါမယ်ပေါ်မမှလည်းကျွန်တော်တို့ရွရွရွနဲ့ငခုကိုကိုယ်တိုင်ချက်တဲ့အကြောင်းလေးမှတ်သွားပြီအောင်နော်အခုဆိုရင်တော့ကျွန်တော်တို့ရွရွရွနဲ့ငကူဟင်းချက်တဲ့ဟင်းတစ်ခွက်လေးရပါပြီရွရွရွနဲ့ငကူဟင်းစားဖို့ကြလားခင်ဗျာ